emo rap ကိုဦးဆောင်သူတူဒါမှမဟုတ်ရွေးချယ်စရာလူငယ်ကြီးမှုများအတွက်လို့ဆိုပေးသူလို့ခေါ်ရမှာဒါမှမဟုတ်လေပြန်တက်မိသားစုကလာတယ် Robert တယောက်လိုပဲပြောရမှာ Robert ခေါ်ပါဒီဘေးကကျွန်တော်အားလုံးသိကြတယ်လေးပြီပါမယ်သူ့ကို1996ခုနှစ် Pennsylvania ပြည်နယ် Allentown တွင် Gustav Villager အဖြစ်မွေးခဲ့တာပေါ့ Pete ကို Amelia Kiwamak နဲ့ Carl Rohan Art ကမွေးခဲ့တာသူ့မိဘကဖိုးကဂျွန်ဝါမတ်ဖြစ်ပြီးဟာမတ်တက္ကသိုလ်ရဲ့လက်တင်အမေရိကသမိုင်းနဲ့စီးပွားရေးပါမောက္ခဟောင်းတစ်ယောက်။နောက်သူမိဘတွေကလည်းဟာမတ်တက္ကသိုလ်ကျောင်းဆင်းနေပုံမှာသူမြတ်ပထမတန်းပြဆရာမှာသူ့ဖေကတော့တက္ကသိုလ်ပါမောက္ခတူ။ဝမ်းနေစရာတော့သူ့မိမနှစ်ယောက်လုံးက2012ခုနှစ်2015နှစ်မှာပဲကွာခဲ့တာ။ပြီးတော့လစ်ပီမှာကိုတယောက်လည်းရှိရပေါ့။ဒါဆက်ရရင်အဲ့လိုဖြစ်ပြီးလစ်ပီက excited တွေရမ်းများလာမယ်ဆိုတာကျွန်တော်ပြောကြမလို့ပါဘူး။ excited တွေကိုပြောင်းအောင်သူကစေးတွေအများကြီးတုံးခဲ့တယ်ပေါ့ပြီးတော့သူ့အနေနဲ့ Long Beach New York ကိုပြောင်းသွားပြီးသူ့ချင်းနဲ့ဆက်လုပ်တဲ့အချိန်ရလဲအဲ့ချင်းပဲနောက်73ခုနှစ်မှာ Trip Cost ဆိုတဲ့နာမည်နဲ့ SoundCloud မှာရှင်းနေဆက်လုပ်နေပြီ Pip က Long Beach မှာရှိရဲ့သူ့ခန်းလေးထဲမှာပဲ Lippy Part 1 Fleece Fatigo California Girls ဘာညာ Star Shopping အောင်ပါတယ်အဲ့ဒါကောင်ကသူ့ခန်းလေးကနေပဲလာတာနာမည်ကိုတော့သူ့ငယ်တုန်းက Pip လို့ပဲခေါ်တာများလို့ Pip လို့ပြောလိုက်တာနောက်ကြောင်းနေတာဘာတော့လဲတီးပြီးတာဖြစ်လို့ပါဘူးကျွန်တော်ကြံခဲ့တဲ့အပိုင်းလည်းအများကြီးရှိရပါလိမ့်ဒါကတော့ကျွန်တော်တို့ Lippy ကြောင်းချင်းကြုံလေးပဲဖြစ်ပါတယ် By the way ကျွန်တော်မှတခုခုရှိရင် comment မှာဝင်ရောက်ဆွေးနွေးညှိနှိုင်းလို့ရပါတယ်